နန်းတော်ရဲ့အပေကန်းကျင်ရတော်လေးဟာသူမရဲ့မွေးကင်းစသားလေးအတွက်ဟင်းချက်ပေးဖို့နန်းတွင်းမီးပိုချောင်လေးကိုတိတ်တိတ်လေးခိုးဝင်လာခဲ့ပါတယ်။သူမဟာကြက်ဥသုံးလုံးကိုခောက်ပြီးခရမ်းကျင်သီးနဲ့အရင်ဆုံးကြော်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူမရဲ့ဘိုးဘွားစင်ဆက်လက်ဆင့်ကမ်းလာတဲ့ပညာတွေနဲ့အသားကိုအရသာရှိရှိစီတက်ကြော်လှော်လိုက်ပြီးနောက်ဆုံးမှာတော့ငကြီးအကြီးကြီးတစ်ကောင်ကိုစီပူပူမှာတရှဲရှဲနဲ့ကျွတ်ရွတ်နေအောင်ကြော်လိုက်ပါတော့တယ်။အရသာရှိတဲ့ဟင်းလျာတွေအစင်သင်းဖြစ်နေချိန်မှာပဲမျက်နှာဖုံးဆွတ်ထားတဲ့သူစိမ်းအမျိုးသားတစ်ယောက်ရုတ်တရက်အခန်းထဲကိုဝင်လာခဲ့ပါတယ်။သူမရဲ့အဆင့်အတန်းပေါက်ကြားသွားမှာစိုးရိမ်တာကြောင့်ထိုအမျိုးသားကိုပါအတူတူစားဖို့ဖိတ်ခေါ်လိုက်ပြီးလက်ဆွဲခောက်ဆွဲပိုးနူတဲ့စတကွဲကိုပါချက်ချင်းလှုပ်ပေးလိုက်ပါတယ်။အစားတောက်ပြတ်တဲ့ဝေဒနာခံစားနေရတဲ့ထိုအမျိုးသားဟာသူမရဲ့ဟင်းလျာတွေကိုမြည်စမ်းလိုက်တဲ့အခါမှာတော့တခါမှမစားဘူးတဲ့အရာသာကြောင့်ယောဂပါချက်ချင်းပျောက်ကင်းသွားခဲ့ပါတယ်။သူမကဘသူလဲဆိုတာကိုသိချင်နေတော့မှပဲမင်းကြီးကိုနေရာအနှံ့လိုက်ရှာနေတဲ့မိန်းမဆိုးကြီးရဲ့အတန်ကိုကြားလိုက်ရပါတယ်။အမျိုးသမီးလေးဟာကြောက်လန့်တကြားနဲ့ထွက်ပြေးသွားခဲ့ပေမဲ့သူမမသိတာကတော့သူမရှိကမျက်နှာဖုံးဆွတ်ထားတဲ့သူဟာတကယ်တော့သူမတို့ရဲ့မင်းကြီးကိုယ်တိုင်ပဲဖြစ်နေတာပါပဲ။